အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Marcus ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Minecraft update အသစ်ထွက်တဲ့ 1.22 ရဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီ update ထဲမှာ baby animal လေးရာ design အသစ်ထွက်ပြီးတော့တော်တော်ကိုချစ်စရာကောင်းတယ်ဗျအထဲမှာပါတဲ့ baby animal လေးတွေထဲမှာခွေးလေးတွေကြောင်လေးတွေနွားလေးတွေဝက်လေးတွေနဲ့တရိတ်ဆန်လေးရာမျိုးစုံလေးပေါ့ဗျာတော်တော်ကိုချစ်စရာကောင်းတယ်ဗျပုံမှန်တရိတ်ဆန်တွေမကဘူးရေအောက်မှာနေတဲ့တရိတ်ဆန်တွေလည်း design အသစ်တွေထွက်တယ်ဗျာbaby dolphin လေးလည်းပါလာပြီးလင်းပိုက်ကလေးလေးပေါ့နော်တော်တော်ကိုချစ်စရာကောင်းတယ်ဗျာဒီကောင်လေးလေးပြီးရင်နောက်တစ်ခုက baby squid ရေပွဲသေးသေးလေးလည်းပါလာတယ်နောက်တစ်ခုကတော့ baby glow squid လို့ခေါ်ရဲပေါ့နော်သူကရေပွဲသေးသေးလေးပဲဒါပေမဲ့တောက်ပနေရပါဗျာ baby turtle လေးလည်းပါရဲ့ဗျာချစ်စရာလေးကြည့်ပါဦးပြီးတော့နောက်တစ်ခုက axolotl လေးတွေကြီးအောင်ဗျာဒီဇိုင်းတစ်လေးရချစ်စရာလေးဒီထက်ပိုပြီးတော့ချစ်စရာကောင်းမလဲကျွန်တော်လည်းသိရဘူးဗျာပြီးတော့နောက်ထပ် special update လေးရ golden dandelion ပန်းလေးပေါ့ဗျာဒီပန်းလေးတွေက baby animal လေးကိုကျွေးလိုက်ရင်သူကအသက်မကြီးတော့ဘူးပေါ့ဗျာဒီ update လေးကိုတော်တော်ကြိုက်တယ်ဒါကျွန်တော်ရဲ့လုံးဝ favorite ပဲ golden dandelion ပန်းကို craftဖို့ဆိုရင် gold nugget 8 ခုရဲ့ dandelion ပန်းတစ်ခုရဲ့ပေါင်းလိုက်ရင်ရပြီဗျကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပဲပေါ့နော်ဒီ Minecraft update အသစ်က March လပိုင်းလောက်မှာထွက်မှာဖြစ်ပြီး download လုပ်လို့မသိရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီး notification လေးပွင့်ပေးပါဦးလို့အဲကြရင်ကျွန်တော် Minecraft update အသစ်ကို download တင်ပေးလို့ရရယ် Rodo ရဒီ update အသစ်အတွက်အဆင်သင့်ဖြစ်ကြပြီလေကျွန်တော်ကတော့ okay အဆင်ပြေ ready ပဲ okay ဒီနေ့အောင်ဒီလောက်ပဲ bye bye အားလုံးချစ်တယ်